ပေါ့အပ်နဲ့ street art လောကမှာအရန်နာမည်ကြီးပြီးဈေးကြီးရဲ့စုဆောင်းစရာအမှုပညာပစ္စည်းတစ်ခုလည်းဖြစ်တဲ့အပြင် Disney Mickey Mouse ကို inspire ယူပြီး Minion ဇာတ်ကောင်ရဲ့အကြီးဆုံးရုပ်ဖြစ်တဲ့ Cos လို့ခေါ်တဲ့အရုပ်ဒီဇိုင်းနည်းပညာလက်ရာတွေနဲ့ပြည့်နေတဲ့ရန်ကုန်ကဆိုင်ဒီဇိုင်းကိုအင်ဒရီကခေါ်သွားမှာဖြစ်ပါတယ်။ Hello guys, welcome back. အင်ဒရီမောင်နှမတွေက Blue Cafe ဆိုင်ကိုမသွားခင်အရင်ဆုံးလူစုတာနဲ့အချိန်တော်တော်ကုန်ခဲ့ပါတယ်ရှင်။ဒီနေ့ vlog လေးမှာ guest အနေနဲ့ပါဝင်ပေးသွားတဲ့သူကတော့ influencer အင်ဒရီရဲ့မောင်လေးရဲရင်ပဲဖြစ်ပါတယ်။ဒါတော့မိတ်ဆက်ပေးတာပေါ့နော် Blue Cafe ကြီးပဲရှိတဲ့ပသိမ်လန်းလှိုင်းသားရ FMI CD မှာဒီဇိုင်းအခုအင်ဒရီတို့သွားဖြစ်တဲ့ Blue Cafe and Bar ဖွင့်ထားတဲ့ဆိုင်လေးကတော့ကျွန်းတော်လန်းနဲ့ net ဒေါ်လန်းတောင်ကမာရွတ်မြို့နယ်မှာဖွင့်လှစ်ထားတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ဆိုင်ထဲတော့မဝင်ရသေးဘူး။ဆိုင်ရှိမှာရင်ဒီ course အယုတ်ကြီးကအသက်ပါ။ဆိုင်ရဲ့အပြင်ဘက်ဘေးလေးမှာတော့ကားပါကင်နေရာမဟုတ်တဲ့ကိုယ့်ရဲ့တီလေးပါလာဆိုရင်ထားတဲ့နေရာပဲဖြစ်ပါတယ်။အင်ဒရီတို့ကတော့ဒီဆိုင်လေးရဲ့ photo spot နေရာတစ်ခုလည်းဖြစ်တဲ့အကြောင်းသဘောကျခဲ့ပါတယ်။ဆိုင်ရဲ့ပြင်ဆင်လေးကိုတစ်ချက်ရှိုးလိုက်ပါအောင်ရှင်ဒီဆိုင်ထဲမှာဒီအပင်ကတော့အသက်ပါအဲ့အပင်မှာကြာနေတဲ့ကျိုးအဖြူလေးကညနေဆောင်လောက်ဆိုလို့ရှင်မီလီလင်းလာတဲ့အတွက်ကြောင့်တော်တော်လေးလှပါတယ်ဒီဆိုင်ဝင်ချင်း cost things ရဲ့ cost menu လေးနဲ့စလိုက်ပါမယ် menu တွေကတော်တော်စုံစုံလေးလေးရှိပါတယ်ဒီမှာ cafe and bar ရဲ့ clip ဖြစ်တာမလို့ဘားထိုင်နေသူတွေလည်းအဆင်ပြေအောင် menu တွေစုံစုံလေးလေးနဲ့ထည့်ပေးထားပါတယ်အင်တွေကတော့ဒါလက်လန်းမီလောက်လေး menu လေးတွေရိုက်ပေးခဲ့ပါတယ်ရှင်အင်ဒရီမောင်မရတော့ coffee ပဲတောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ tiramisu coffee ရဲ့ caramel latte ရဲ့ဝယ်မှာလိုက်ပါရှင်။မှာထားတဲ့ coffee နဲ့ taste လုပ်ဖို့အတွက် bubble tea sandwich ရဲ့မာလာခြေထောက်ဂျူးမြစ်တုပ်ရဲ့ chocolate wafer ရဲ့ပြီးတော့အင်ဒရီရန်ကြိုက်တတ်တဲ့ crispy tofu ရဲ့ကိုအင်ဒရီမှာပြီးတော့ taste လုပ်ကြည့်လိုက်ပါတယ်။ bubble ချစ်သူတွေအတွက် sandwich ထဲမှာထည့်ထားတဲ့ cheese နဲ့ bubble နဲ့ drink စားရတဲ့အရာက coffee နဲ့လုံးဝလိုက်ဖက်ပါရဲ့ရှင်။တိုဘူးမြင်မနေနိုင်တဲ့အင်ဒရီတက်ကတော့ crispy တိုဘူးလေးကတော့ကြိုက်တွေ့စေခဲ့ပါတယ်။တွင်းစားတဲ့အချင်းကြီးလေးပို့ပြီးတော့ပြစ်မယ်ဆိုရင်ပို့ပြီးစားကောင်းနိုင်မယ်လို့အင်ဒရီထင်ပါတယ်။ကာမယ်လတီလေးကလည်းလုံးဝထိထိမိမိပါပဲရှင်။ချူကိုဝါဖယ်လေးကတော့ဝါရတဲ့ခါမှာနည်းနည်းလေးရောမှာပါတယ်။ trend ဖြစ်နေတဲ့မာလာချက်ချီတောက်ကျူးမြစ်တုပ်ကတော့အယိုးတွေထိပါအကုန်လုံးကုန်အောင်ဝါစားလို့ရအောင်ထိနူးညံ့နေရတာကတော့အင်ဒရီတက်ကတော့ပုံမှန်ပါပဲရှင်။ဒါလေးကတော့ဒီဆိုင်မှာသဘောကျလို့ရိုက်လာတာပါဝန်ထမ်းတွေအပေါ်တက်အောက်ဆင်တိတ်လုပ်ဆရာမလို့တော့ဘူးပေါ့နော် Blue Cafe ကိုလာဖို့အတွက်3နာရီလောက်လူစုလိုက်ရတဲ့မောင်နှမ2ယောက်ကအခုစားပြီးတောက်ပြီးသွားပြီဆိုတော့စပြီးတော့တပုံရိုက်ဖို့အတွက်2ယောက်သားတာစုပါပြီဆိုင်ကိုလာတဲ့ Chinese တွေတော်တော်များများကဒီဘူးလေးကင်ပြီးတော့တောက်နေကြတွေ့လို့အင်ရွာမေးပြီးတော့မှာလိုက်တဲ့ခါမှာသူက fresh mint tea ဆိုပြီးတော့ပြောပါတယ်အဲ fresh mint tea မှာတော့အမျိုးစုံရှိရပေါ့နော်ပန်းရနံလေးတွေအင်ရွေးမှာလိုက်တာကတော့ fresh mint tea လောင်ချင်း tea လေးကိုမှာလိုက်ပါတယ် fresh mint လောင်ချင်း tea လေးကအင်ဒရီတက်ကတော့ဒီရှိမှာစားထားသမျှအစားအစာတွေအေးပြေးစီတယ်တောက်တဲ့ခါမှာလည်းလုံးဝ fresh ဖြစ်ပြီးတော့မှုမွေးလေးနဲ့ကြိုက်တွေ့စေခဲ့ပါတယ်ဓပုံကန်ရိုက်တဲ့ခါမှာဆိုရင်ဒီဘူးလေးကတော်တော်လေးချစ်စရာကောင်းပြီးလှပါရဲ့ရှင်ဒီဆိုင်ရဲ့ border ကိုတက်တက်လေးကားနေရာလေးကဓပုံရိုက်ရင်လှတဲ့ photo plot နေရာလေးတစ်ခုဖြစ်ခဲ့ပါတယ်ပေါ်တဲ့ဆိုင်ရဲ့အပြင်စင်လေးပါအဲ့ပေါ်တဲ့မှာတော့ဆက်လီလေးပါတောက်လို့ရတယ်လို့ပြောပါတယ်အောက်ထပ်မှာတော့တောက်လို့မရပါဘူးBlue Cafe ရဲ့ founder ကလေဒီ course အယုံလေးတော်တော်တန်ဖိုးထားတယ်လို့လည်းအင်ဒရီဒီပေါ့ street art ရဲ့အငွေ့တက်လေးတွေပါတဲ့ဒီ course ရဲ့ design လေးတွေကြည့်ချင်းအပြင်တွေ့ခဲ့ရပါတယ်lighting လေးလည်းကောင်းတဲ့ဒီလှကားတက်တဲ့မှန်နေရာလေးကလေလက်ရလေးတွေပါမထင်ဘူးဆိုလို့ရှိရင် mirror selfie ရိုက်လို့ကောင်းတဲ့နေရာလေးတစ်ခုပါဒီနေရာလေးကတော့ဗီဒီယိုအစမှာလည်းပါတယ် photo plot နေရာလေးတစ်ခုပါလူများရင်တော့တန်းစီပြီးစောင့်ရပါတယ်ဒီနေရာလေးကလေညီဝင်ချင်းဆိုအရန်လှပါတယ် share လို့ကြာနေပြီးတော့လေအခုဒီမောင်တော်နှစ်ပါးကတော့ရိုက်နေရကြည့်ပါအောင်ဒါဗီဒီယိုပဲရှိပါသေးတယ် sunshade ကြာနေတာတော်တော်လေးလှပါတယ်အပြည့်စုံကြည့်ချင်ရင်တော့ဓပုံကြီးဆိုလို့ရှိရင်ကိုရင်းရ page မှာကြည့်လို့ရပါတယ်ညနေခင်းရဲ့ lighting view လေးပါအပြင်ဘက်ကကြည့်ရတဲ့ view ရောအတွင်းမှာစင်ထားတဲ့အလှတွေရောတော်တော်လေးနဲ့ဒီဆိုင်လေးက perfect ဖြစ်ပါတယ်ရှင် Cafe and Bar လေးကတော့ဒီလောက်ပါပဲအင်ဒရီနောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ် see you next vlog